ဒီပျက်စီးနေတဲ့နေရန်ကိုတေးချကြည့်ချလိုက်ပါဒီနှစ်ခုမြင်တွေ့ရမှာကပကြီးကားတစ်ချက်တည်းမဟုတ်ပါဘူးဒါဟာတကယ့်ကိုနတ်ဖျားတစ်ပါးကိုဖိတ်ခေါ်လိုက်တယ်လို့ပါပဲဒီအနုပညာရှင်ဟာဝန်ပူလေးတကောင်ကိုရီးဆွဲယုံနဲ့မဟုတ်ပဲကွန်ကရစ်ထဲကနေအပြင်ကိုတကယ်ထွက်လာအောင်ဖန်တီးပြနေတာပါအနုပညာရှင်ကပထမဆုံးအနေနဲ့ရှုပ်ထွေးနေပုံရတဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့အနက်ရောက်ဆေးတွေကိုအားပြင်းပြင်းနဲ့ပတ်ဖြန်းပြီးစတင်နေပါတယ်ဒါပေမဲ့အထင်မမှားပါနဲ့ဒါဟာမတော်တဆလုပ်တာမဟုတ်ပါဘူးဒါဟာတတ္တဝါရဲ့ကြွက်မားထူးတဲ့ကိုကြိုတင်တတ်မှတ်လိုက်တဲ့တက်ကြွလှုပ်ရှားနေတဲ့ပုံကျန်းတစ်ခုပဲဖြစ်ပါတယ်လက်ကင်ရှေပါတဲ့ဆေးလိန်တုံးကိုအထုံးပြပြီးအယောင်အနုအညစ်တွေကိုတူဖန်တီးပါတယ်သူဟာဆေးချိန်နေတာမဟုတ်ပဲအလင်းအမောင်တွေကိုထုစုပုံဖော်နေတာပါမူလကွန်ကရစ်အမီကိုရောင်ကိုအလင်းဖန်ထားတဲ့နေရာတွေအတွက်အတုံးပြပြီးရေမောင်းတဲ့အနက်ရောင်ကိုတော့အခေါင်းပုံစံအနက်ရှင်းဆုံးနေရာတွေအတွက်အတုံးပြထားတာကိုတတိပြုကြည့်ပါအဲ့ဒီနောက်မှာတော့အမွှေးအညိုက်တွေပေါ်လွင်အောင်စုပ်တန်လေးတွေကိုပြောင်းလဲအတုံးပြပါရဲ့စုပ်တန်တစ်ချက်ချင်းစီကတက်ဝင်လှုပ်ရှားမှုကိုပုံမအားဖြည့်ပြီးအေးဆက်နေတဲ့ကြောက်သားပြင်ကိုတကယ်အမွှေးအညိုက်တွေလိုနူးညံ့ထူလေးတဲ့ပုံစံမျိုးအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်ဒါပေမဲ့ဒီဖန်တီးမှုရဲ့တကယ်ပါရမီကတော့နေရာအလွတ်တွေကိုစီမံခန့်ခွဲပုံမှာရှိပါတယ်ကြည့်လိုက်ပါသူဟာဒေါင်းလိုင်းနေရန်ပုံမှာပဲရပ်မနေပဲချမ်းမြေပုံမှာပါအရေးကိုတက်ရိုက်ရေးဆွဲပါတယ်ဒါဟာဒေါင်းလိုင်းမြစ်တစ်ဖြစ်နဲ့အလျားမြစ်တစ်ဖြစ်ကိုဆက်ဆက်ပေးပြီးအတိုင်းဓာတ်ရဲ့ကန့်သက်ချက်ကိုချိုးဖျက်လိုက်တဲ့ Anamorphosis နည်းပညာပဲဖြစ်ပါတယ်နောက်ဆုံးရလဒ်ကတော့ပြီးပြည့်စုံတဲ့ Tromla ကိုမျက်စိလဲစားမှုတစ်ခုပါပဲဝန်ပူလေးဟာနေရန်ပုံမှာရေးဆွဲထားတဲ့ပုံစံမျိုးမဟုတ်တော့